ရှားဆောင်လက်ပတ်ကဆေးဘက်ဝင်ပေမဲ့သုံးတဲ့နေရာရှိသလိုမသုံးတဲ့နေရာလည်းရှိပါတယ်။ရှားဆောင်လက်ပတ်ကိုဆေးဘက်ဝင်တယ်လို့သိထားကြသလိုလှပတဲ့ကျန်းမာရေးအတွက်အသုံးချတာကလည်းနီးကိုဆုံးလို့ဒီခါတော့ရှားဆောင်ကိုဘယ်နေရာမှာသုံးတဲ့လဲဘယ်လိုတွေမသုံးတဲ့မူလဲခွဲခြားဖော်ပြပေးသွားပါမယ်။မသုံးတဲ့နေရာတလွဲမသုံးမိစေဖို့အဆုံးထိဖတ်ပေးစေချင်ပါတယ်ရှင်။ဒီကြားဟာလေးကိုမပြောခင်မှာအကျိုးရှိတဲ့ဗဟုသုတတွေနဲ့လူတိုင်းအတွက်အသုံးဝင်မဲ့လျှို့ဝှက်နည်းလမ်းတွေကိုဖော်ပြတင်ဆက်ပေးနေလျက်ရှိတဲ့ကျမတို့ရဲ့ရွှေ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ထိခိုက်တဲ့ရောရှားဆောင်လက်ပတ်နဲ့တရားကူတာနိုင်တယ်လို့ဆိုကြပေမဲ့လိလာမှုတွေရအချို့တရားတွေကိုအနာကျက်မြန်စေပြီးအချို့မှာတော့ပိုတောင်နေစေနိုင်ပါတယ်။ဒါကြောင့်စီးပွားဝင်နေဆိုတိုင်းအရန်ကရောအနာစီးထတာမလို့တာကောင်းပါတယ်နော်။အရေးပြားလောင်ခြင်းရှားဆောင်အနည်းသို့မဟုတ်ဂျယ်လေးစိတ်တွေကနီလောင်တဲ့အပြင်အပူလောင်နိုင်တွေကိုပါမြန်မြန်ကုသပေးနိုင်တာအမှန်ပါ။သူ့မှာပါတဲ့ဒရက်ပေါင်းတွေကအရေးပြားရောင်ရဲမှုကိုရောပါသက်သားစေပြီးအရေးပြားကိုကုသမှုမြန်စေပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့အပူလောင်တဲ့ရောင်ရင်သွေးပူလောင်တာတွေအနာကျက်ဖို့ကြာနေတဲ့အပူလောင်တာတွေအတွက်တော့ဆရာဝန်ပြပြီးကုသမှုခံယူသင့်ပါတယ်။ပါဇက်နော်ပါဇက်မှာဖြစ်တဲ့အနာသေးသေးလေးတွေကိုရှားစောင်းအနစ်လိမ့်မရင်ပိုးသေးပြီးအမြန်သက်သာစေနိုင်ပါတယ်။ဝက်ချန်ဒါကတော့လူတိုင်းသိထားပြီးဖြစ်မှာပါရှားဆောင်လက်ဘက်ကဝက်ချန်ကိုသက်သာစေပြီးအသားရည်ချောမွေ့စေနိုင်ပါတယ်ဓမ္မတဲ့လူတွေကလွဲပြီးရှားဆောင်နဲ့သို့မဟုတ်ရှားဆောင်ကိုအခြေခံတဲ့ဂျဲခရင်လိမ့်ပေးရင်ဝက်ချန်ပြောက်ကင်းစေပါတယ်ဝမ်းချုပ်ခြင်းရှားဆောင်လက်ပတ်ချက်စီဆိုတာလေကြောက်ဖူးကြမှာပေါ့အသားမလိမ့်လို့ရသလိုစားမယ်ဆိုရင်လည်းဆေးဘက်ဝင်ပါတယ်ရှားဆောင်လက်ပတ်ကိုစားရင်ဝမ်းချုပ်တာသက်သာစေပါတယ်ဒါပေမဲ့သူ့နီးနဲ့သူရှိကြတာမို့အိမ်သုံးဆေးနီးဖြစ်ဖြစ်တိုင်းရင်းဆေးနီးဖြစ်ဖြစ်နီးလန်းမှန်ကိုလေ့လာပြီးမှစာသုံးတင်ပါတယ်ကိုယ့်သဘောနဲ့ကိုယ်အစိမ်းစားမိတာလွန်ခဲ့ရင်ဘိုင်အောင်ဝမ်းပြက်တာနဲ့အခြားဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်စီးချိုသွေးချိုရှားဆောင်လက်ပတ်ကသွေးတကြားတက်ကိုကိုလက်စထရောကိုကျစေတယ်လို့လေ့လာတွေ့ရှိထားပါတယ်ဒါပေမဲ့အင်ဆူလင်ဆေးပါဝင်စီးချိုအတွက်ဆရာဝန်ညွှန်ထားတဲ့ဆေးတွေနဲ့ဓာတ်ပြုတ်သက်ရောက်မှုတွေရှိနိုင်လို့တတိထားစေချင်ပါတယ်ရှားဆောင်လက်ပတ်အနည်းကျဲခရင်အားလုံးကအရေးပြအတွက်ဆိုဘေးမရှိပေမဲ့စားဖို့အတွက်တော့တတိထားဖို့ရည်ကြီးပါတယ်သူကစီးစေနှလုံးရောဂါဆေးချိုသွေးကျဲဆေးစီးချိုဆေးတို့လိုဆေးဝါးချွေအာနီတင်ကိုပြောင်းလဲစေနိုင်လို့ကိုယ့်သွားနဲ့ကိုရှားဆောင်ကိုမစားသင့်ပါဘူးကိုကျမကြီးကြောင့်ဆေးဝါးတွေကိုရေရှည်ဆွဲတောက်နေရတဲ့သူတွေအတွက်တော့ဒီရှားဆောင်တစ်မျိုးတည်းတင်မကပဲအခြားဆေးဘက်ဝင်ပစ္စည်းတွေကိုလည်းသတိနဲ့သုံးဆွဲသင့်ပါတယ်နော်ဘယ်ဆေးဘက်ဝင်မဆိုတန်ရင်ဆေးလွန်ရင်ပေးပါပဲ